နောက်တစ်ခုကကျွန်တော်တို့ data link လေးอ่ะဒီကနေစပြီးတော့အရေးကြီးပြီလို့မှာပါကျွန်တော်တို့က routing and switching ဆိုတဲ့ topic ကိုသွားရတာဆိုတော့ခင်ဗျားတို့အတွက်အရေးကြီးဆုံးက layer 2နဲ့ layer 3ပဲအဲ့တော့ပြောချင်တာက layer 2နဲ့ layer 3မှာတော့ကျွန်တော်အကျယ်တဝင့် heavy ဆွဲရမယ့်ကိစ္စတွေရှိတယ်အဲ့တော့သွားရအောင် layer 2 layer 2ကတော့အဓိကဘာလဲဆိုတော့ကျွန်တော်တို့ဒီ data ပေါ်ဘယ်လိုပြောမလဲ data တွေတစ်ဖက်နဲ့တစ်ဖက်ပို့လွှတ်တဲ့အခါမှာကျွန်တော်တို့ဒီ error looking ရဲ့လားပေါ့နော် error ပါလားမပါလား search ပြင်အဲ့ဒါတွေကိုကျွန်တော်တို့ကစစ်ဖို့အတွက်ကို layer 2ကနေထိုင်စစ်မှာပေါ့ခုနကလာတဲ့ physical layer လာတဲ့ bit တွေ byte တွေကို तू က frame ဖြစ်နေပြောင်းမယ်ပြောင်းပြီးတော့ error ပါလားမပါလားစစ်မယ်ဟုတ်ပြီနော်အဲ့ဒါမျိုးတွေပေါ့ပြီးတော့ကျွန်တော်တို့ဒီ frame format တွေတစ်ချက်စစ်မယ်အဲ့ဒါစပြင်အများကြီးပေါ့များနော်အဲ့တော့layer 2ကတော့လုံးလို့တဲ့ဟာတွေကတော့အများကြီးပဲအဓိကကျွန်တော်ပြောချင်တာကသူ့မှာ sub layer အခွဲနှစ်ခုရှိတယ်ဒါလေးကိုတော့သတိထားဖို့လိုတယ်ဒါလည်းကျွန်တော်ပြောပြီးသား logical link control layer LSC sub layer နဲ့ media access control layer MAC sub layer ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်အဲ့တော့အဓိကကတော့ LSC ကဘာလုပ်မလဲဆိုလို့ရှိရင် error check တွေလုပ်မယ် flow control တွေလုပ်မယ်ပြီးတော့ error correction detection ကိစ္စတွေကို logical link control layer ကအလုပ်လုပ်ပြီးတော့MAC ကကြတော့ MAC တွေကတ်တာတို့နောက်တစ်ခုကဒီ MAC တွေမှန်လားမမှန်လားစစ်တာတို့ search ပြင်အဲ့ဒီကိစ္စရက်တွေကို data link layer ကအဓိကလုပ်တယ်ပေါ့နော်အဲ့တော့ data link layer လို့ပြောလိုက်ပြီဆိုရင်ကျွန်တော် network ကနေစပြောရမှာပေါ့နော် NIC ကလည်းဒါ network ထဲမှာပါတယ်အဲ့တော့ဒီ data link layer ရဲ့အဓိကလှုပ်ဆောင်ချက် function တွေကဘာတွေလဲပေါ့အဓိကလှုပ်ဆောင်ရမယ့်ကိစ္စတွေကဘာတွေလဲဆိုရင်နံပါတ်1က framing လုပ်ရတယ် framing ဆိုတာက frame တွေတည်ဆောက်ရတာကိုပြောတာအဲ့တော့ frame တွေအဖြစ်နဲ့တည်ဆောက်ရတာပေါ့နော်အဲ့တော့ frame ဖြစ်တည်ဆောက်ရတယ်အပေါ်ကကျလာတဲ့ packet တွေကို frame ဖြစ်တည်ဆောက်မယ်အောက်ကလာတယ်ဆိုလည်းအောက်ကနေပြီးတော့လာတဲ့ bit တွေ byte တွေကို frame ဖြစ်ပြန်တည်ဆောက်ရတယ်အဲ့တော့အဲ့လိုမျိုးလုပ်တဲ့ကိစ္စကို framing လုပ်တယ်လို့ခေါ်တယ်နောက်တစ်ခုက physical addressing ကျွန်တော်အမြဲတမ်းပြောတယ် addressing ဆိုတာလိပ်စာသတ်မှတ်တာအဲ့တော့ physical addressing ဆိုတော့ဘာလိပ်စာလဲ MAC လိပ်စာတွေကတ်တာဟုတ်ပြီနော် MAC လိပ်စာတွေသတ်မှတ်တာ source ဘယ်ရဲ့လိပ်စာကနေ destination ဘယ်လိပ်စာကိုသွားမယ်အဲ့တော့ addressing လုပ်တယ်ဆိုရင်အမြဲတမ်းမှတ်တာ source ပါမယ် destination ပါမယ်အဲ့နှစ်ခုလုံးကမပါမဖြစ်ပါဘူးပါမယ်ပေါ့နော်နောက်တစ်ခုကရှေ့မှာလည်းပြောခဲ့ပြီ flow control လုပ်တယ် flow control လုပ်တယ်ဆိုတာကျွန်တော်ပြောသလိုပဲရှေ့မှာလည်းပြောခဲ့ပြီတစ်ဖက်က1000 byte 1500 byte ပို့နိုင်တယ်တစ်ဖက်က1000ပဲလက်ခံနိုင်တယ်အဲ့ဒီဖြစ်စဉ်နှစ်ခုပေါ်မှာသူက light ညှိပေးရတဲ့ကိစ္စရဲ့ကိုအဲ့ဒါကိုကျွန်တော်တို့ flow control လို့ခေါ်တယ်နောက်တစ်ခုက error control error ပါလားမပါလားစစ်တယ်နောက်တစ်ခုကကျွန်တော်တို့ CRC ချက်ဆန်တွေအစားပြင်အဲ့ဒါတွေအကုန်လုံးသတ်မှတ်ပြီးတော့မှ error ပါတယ်မပါဘူး error ပါတယ်ဆိုလည်းဖြတ်ချမယ်မပါဘူးဆိုလည်းကျွန်တော်တို့ကဒီ error gain လုပ်တယ်ဆိုတဲ့အကြောင်းစသဖြင့်ပေါ့အဲ့လိုမျိုး error correction detection ကိစ္စတွေကို error control လို့ခေါ်တာပေါ့နော်နောက်တစ်ခုက access control ဆိုတာတပြိုင်တည်းထဲမှာကျွန်တော်တို့ကနှစ်ခုသုံးခုစီကနေတပြိုင်တည်းရောက်လာတယ်ဆိုလို့ရှိရင်တော့ပါပဲကျွန်တော်ဘယ်လိုမျိုးလက်ခံပေးမလဲဘယ်လိုမျိုး transfer လုပ်မလဲစသဖြင့်အဲ့ဒါမျိုးတွေကိုလည်းဒီ layer 2ကပဲအလုပ်လုပ်ပေးရတယ်အဲ့တော့ဒီက layer 2ရဲ့လှုပ်ဆောင်ချက်က၅ခုဖြစ်သွားတာပေါ့ framing ရယ် physical addressing ရယ် flow control ရယ် error control ရယ် access control ရယ်ဆိုပြီးတော့အားလုံးပေါင်း၃မျိုးဖြစ်သွားတယ်အဲ့တော့ပုံနဲ့ပြောရမယ်ဆိုတော့ဒီပုံပဲအဓိကတော့သူ့မှာဘာပါလာမလဲဆိုတော့ packet ရှိမယ် layer 3ကနေကြာလာတဲ့ layer 3ကနေကြာလာတဲ့ packet ရှိမယ်အဲ့ packet ကိုကျွန်တော်တို့ layer 2 header ထည့်မယ် layer 2 trailer တွေထည့်မယ်ပေါ့နော်ထည့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ frame ဖြစ်သွားတယ်ဒါပဲနော် frame ဖြစ်သွားတယ်အပေါ်ကကြည့်မယ်ဆိုရင်ဒါ layer 3 data သူ့စီကိုရောက်လာတဲ့အခါမှာသူက frame ဖြစ်သွားတယ် frame ဖြစ်သွားတော့အောက်ကိုဆက်ဖို့မှဆိုတော့ bit တွေ byte တွေဆက်ဖြစ်တော့မယ်ဟိုဘက်ကနေဆို bit တွေ byte တွေထားတဲ့ကောင် frame ဖြစ်တည်ဆောက်ရမယ်ပြီးရင် layer 3 data ဖြစ်နေပြန်ပို့ရမယ်အဲ့ဒီလိုမျိုးပုံစံမျိုးသွားတာပေါ့ဒါ layer 2ရဲ့လှုပ်ဆောင်ချက်အဲ့တော့ layer 2မှာ framing လုပ်တဲ့ကိစ္စကိုကျွန်တော်နောက်ပြီးကြရင်တော့ပြောပြဒါ framing ကတော့ပြဿနာမရှိပါဘူးအဓိကတော့ framing ကဒီ source MAC တွေ destination MAC addressing တွေကတ်တဲ့ကိစ္စပေါ့အကုန်လုံးစုံသွားပြီအကုန်လိပ်စာတွေကတ်ပြီးသွားပြီလိုအပ်တဲ့ CRC ချက်ဆန်တွေ Ethernet type တွေဒါတွေထည့်ပြီးသားပြီဆိုတော့ဒါ frame တစ်ခုဖြစ်သွားပြီလို့ပြောလို့ရတာပေါ့နော်အဲ့တော့ frame တစ်ခုမှာပါမယ့်အင်္ဂါရက်တွေကျွန်တော်ရှေ့မှာတော့ပြောခဲ့ပြီးသားအဲ့ခါတွေအကုန်ပါလာပြီဆိုရင်ဒါကြီးတစ်ခုလုံး frame လို့ခေါ်တာပေါ့နော်ဘော slide ကပျောက်သွားပြီ Okay အဲ့တော့ဆက်သွားလိုက်မယ်အဲ့တော့ layer 2မှာကျွန်တော်တို့မတိမဖြစ်သိရပါတော့ mass address ပဲ mass address ကတော့အားလုံးရှင်းပြီးသားလို့ကျွန်တော်ယူဆတယ်အဲ့ဒါကြောင့်အများကြီးတော့အရှည်ကြီးလို့ပြောမနေတော့ဘူး mass address က48 bit နဲ့အလုပ်လုပ်တယ်24 bit ရှေ့24 bit နောက်24 bit သူက hexadecimal နဲ့လုပ်တယ် hexadecimal ဆိုတော့ base ဘယ်လောက် base 16နဲ့အလုပ်လုပ်တယ်ကျွန်တော်တို့လူတွေကဘာ number format ကိုသုံးလဲ decimal base ဘယ်လောက်လဲ base 10ဟုတ်တယ်မလား base 10ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကတွက်ပြီဆိုလို့ရှိရင်10 power 0 10 power 1 10 power 2ဒီလိုတွက်တယ်10 power 0ကဘယ်လောက်လဲ
ဘယ်ကိန်းပေါ်မှာ0ထက်တင်တင်အဲ့ဒါ1အော်30တစ်ထက်ကကြတော့30နှစ်ထက်က100 30တုံးနဲ့ဆိုရင်အဲ့ကြောင့်ခု10ရာ1000တောင်းသိန်းတန်းအဲ့ဒါဖြစ်တာဟုတ်နော်အဲ့တိုင်းပဲပေါ့အခုလည်း base 16နဲ့သွားတယ် base 16က0ကနေ ft နော်အဲ့တော့အသေးဆုံးခဏက0အကြီးဆုံးခဏကအဲ့တော့ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံကနှလုံးတွဲဖွဲ့စည်းတာရှိတယ်ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖွဲ့စည်းအဲ့တော့စဉ်းစားကြည့်အောင် hazard decimal တစ်လုံးကိုဘယ်လောက်ဖြစ်လဲ hazard decimal တစ်လုံးပြဥပမာ a လို့ကျွန်တော်ရေးလိုက်တယ်အဲ့ဒါ hazard decimal အဲ့ hazard decimal တစ်လုံးကို bit နဲ့ပြောရင်ဘယ်လောက်ဖြစ်လဲ4 bit hazard decimal တစ်လုံးက4 bit နှလုံးဆိုတော့8 bit 8တဲ့8 8နဲ့16 8 3ကြီး24ဒီမှာအဲ့တော့ဒီရှေ့က24 bit ပေါ့နော်ပြောချင်တာ hazard decimal တစ်လုံးကိုကျွန်တော်တို့က4 bit အဲ့တော့ဒီရှေ့မှာနှလုံးဒီမှာနှလုံးအဲ့3လုံးကအဲ့ဒါ24 bit အဲ့24 bit ကကျွန်တော်တို့က OUI လို့ခေါ်တယ် Organizational Unit Identifier ဒါက INA ကသူကသတ်မှတ်ပေးတဲ့ unit number ပြောင်းလဲလုပ်လို့မရဘူးဥပမာ Apple ဆိုရင် Apple ရဲ့ OUI အဲ့ရှေ့3တွဲဟာအတူတူပဲ Apple phone ပဲထုတ် MacBook ပဲထုတ်သူကသူ tablet ပဲထုတ်သူစီကနေသုံးရတဲ့ဒီ network ကတ်နဲ့ပတ်သက်တဲ့ဒီ MAC mass address တွေကအဲ့ရှေ့3တွဲအတူတူပဲ TP-Link လည်းအတိုင်းပဲ TP-Link device လို့ပါသူ router တွေပဲထုတ် AB တွေပဲထုတ် switch တွေပဲထုတ် PoE switch တွေပဲထုတ်အဲ့ဒီ3လုံးကအတူတူပဲTP-Link ကုမ္ပဏီအတွက် D-Link ဆိုလဲ D-Link ကုမ္ပဏီအတွက်အတူတူပဲအဲ့တော့နောက်3လုံးကကြတော့ကျွန်တော်တို့ကဒီဟိုပါပေါ့ဒီ network interface controller specific လို့ခေါ်တယ်အဲ့တော့ vendor လို့လည်းပြောကြတယ်ဗျာဘယ်လိုပဲပြောဒါ vendor ဘက်ကနေသတ်မှတ်တာပေါ့တစ်ခုချင်းစီအတွက်ကိုသူတို့သတ်မှတ်တယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ဗျာသူကဟိုတစ်ခုရှိရသွားဒီလိုဗျာအဲ့နောက်တချို့တွေကပြောကြတယ် MAC ကဟိုပါပေါ့မထပ်ဘူးပေါ့နော်ဟိုတူတဲ့ဟာမရှိဘူးပေါ့အဲ့လိုပြောကြတယ်ဒါပေမဲ့အဲ့လိုသွားတူတာမျိုးရှိတတ်တယ်ဥပမာ TP-Link ချင်းမှာသွားတူတာမျိုးတွေတွေ့တတ်တယ်အဲ့လိုမျိုးပေါ့နော်ဘာလို့ဆိုတော့သူတို့နိုင်ငံမှာပစ္စည်းတစ်ခုကိုထုတ်တယ်ဆိုရင် expire ရှိပြီးသားအဲ့တော့အဲ့ expire ကုန်ပြီဆိုလို့ရှိရင်သူတို့က warranty လည်းမပေးတော့ဘူးပစ္စည်းလည်းသူတို့တတ်မှတ်ထားတဲ့ပမာဏတစ်ခုတော့ရှိမှာပေါ့နော်ဥပမာအနှစ်20ဆိုအနှစ်20ပေါ့အဲ့အနှစ်20ကျော်ရင်သူတို့ကအဲ့ MAC နဲ့နောက်ထပ်ပစ္စည်းတစ်ခုထပ်ထုတ်တယ်အဲ့ဒါမျိုးကြရင်ကျွန်တော်တို့ကတိုက်တယ်အဲ့တော့ပြောချင်တာကဟိုမရှိဘူးနှစ်ခုမရှိဘူးလို့ကျွန်တော်တို့တေအောင်ကျုံးသွားနေလို့လည်းမရဘူးကျွန်တော်တို့လိုဆင်းရဲသားနိုင်ငံတွေမှာရှိတတ်တယ်ကျွန်တော်တို့ဒီမှာလွန်ခဲ့တဲ့အနှစ်20လောက်ကဟာလည်းသုံးနေတာပဲ network ထဲမှာအဲ့တော့ဖြစ်တတ်တယ်ဆိုတော့ပြောပြတာပေါ့နော် okay ဒါကတော့ mass address ပါအဓိကတော့ mass address ကဘာလို့မှလဲဆိုတော့ကျွန်တော်တို့ဒီ network ထဲမှာဟိုတနေရာနဲ့တနေရာသွားနိုင်ဖို့အတွက် source address တွေ destination address တွေကပ်ပြီးသွားရမယ်လိပ်စာပေါ့နော်LAN network တွေမှာအရေးကြီးတယ်ပေါ့ okay အဲ့တော့ mass address လို့ပြောပြီးဆိုကျွန်တော်တို့တစ်ခုထပ်သိရမှာကရှေ့မှာပြောခဲ့တဲ့ cache 3 cache ပေါ့ unicast ရယ် multicast ရယ် broadcast ရယ်ဆိုပြီးရှိတယ်အဲ့တော့ unicast ကတော့ကိုယ့်ဘာသာကိုဒီစက်ရုံကနေတစ်ခါတည်းအသေးပေးလိုက်တဲ့ address တွေပေါ့အဲ့ဒါကိုကျွန်တော်တို့က unicast address လို့ခေါ်တယ်ဥပမာကျွန်တော် laptop မှာဆို network ကပါတယ်အဲ့ network ကအတွက်ကိုသူကကျွန်တော် MSI သုံးတယ်ပေါ့ MSI ဆို MSI ကနေပြီးတော့သူကတစ်ခါတည်းနံပါတ်တစ်ခုထည့်ပေးလိုက်တယ်အဲ့နံပါတ်ကအဲ့ဒါ unicast MAC ပဲကျွန်တော်ပြောင်းလို့မရဘူးပြောင်းလို့မရဘူးဆိုတာကတော့တခြားအပိုင်းတွေကိုမပြောဘူးပေါ့နော်ဟိုလို hacking tools တွေပိုင်းနဲ့ပြောင်းမယ်ဆိုတော့ပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီ physical ရဟာယူတော့သွားပြောင်းလို့မရဘူးအဲ့ဒါကို unicast MAC လို့ခေါ်တယ်ဒါစက်ရုံကထုတ်တယ်ပါလာတာ multicast MAC တို့ broadcast MAC တို့ကတော့ကျွန်တော်တို့ကလိုအပ်ရင်သုံးတဲ့ဒီ TCP/IP ကနေလိုအပ်တဲ့ TCP/IP protocol တွေကနေလိုအပ်ရင်သုံးတာပေါ့နော်အဲ့တော့အဲ့လိုမျိုးသုံးတဲ့ address တွေက multicast တို့ unicast တို့ရှိတယ်ကျွန်တော်တို့ကမှတ်ထားရမှာဒီအစတွေကိုမှတ်ရမှာ01005 နဲ့လာပြီဆိုရင်အဲ့ဒါ multicast address FFF တွေနဲ့လာပြီဆိုရင်အဲ့ဒါ broadcast address အဲ့လိုမှတ်ရမှာပေါ့နော်သူက all FFF အဲ့လိုမျိုးပုံစံနဲ့မှတ်ရမယ်အဲ့တော့ဟုတ်ပြီ MAC address ဖြစ်တဲ့ mass address ကိုမြင်ရမယ့်ပုံစံတွေကဒီပုံစံတွေခုနကကျွန်တော်မပြောလိုက်ရအောင်အဲ့တော့တချို့ vendor တွေမှာဒီလိုနှလုံးတွဲမြင်ရတယ်တချို့ vendor တွေမှာကျတော့ဒီလိုမျိုးလေးလုံးတွဲကိုမှ dot ခံထားတာရှိတယ်တချို့ vendor ကျတော့လေးလုံးတွဲကို colon ခံတာရှိတယ်တချို့ vendor ကျတော့ဘာမှမခံဘူးတည့်ရေးထားတာရှိတယ်အဲ့တော့ Cisco တို့ Microtik တို့ Microsoft တို့ Linux တို့အဲ့ဒီပုံမှာမူတည်ပြီးတော့ vendor တွေပုံမူတည်ပြီးတော့မှသူကပြောင်းလဲတော့ရှိနိုင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုကတော့သိရမယ် physical address ဖြစ်တယ်ဆိုတော့ okay သွားမယ်အရေးကြီးဆုံးနေရာကိုရောက်ပြီအဲ့တော့ဒါလောက်ဆိုရင် MAC address ကိုလည်းပြန်ပြီး record ဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ mass address အကြောင်းလည်းသိပြီပြီးတော့နောက်ကကျွန်တော်တို့ဒီ data link layer ရဲ့ဒီ function လေးတွေလည်းသိပြီဆိုတော့သူ့ရဲ့တကယ်အလုပ်လုပ်ပုံသွားတော့မယ်
data link layer လို့ပြောလိုက်ပြီဆိုရင်အဓိကအလုပ်လုပ်တဲ့ device က switch တော်များလည်းအားလုံးသိပြီသားပါ switch ကဒါ layer 2မှာအဓိကအလုပ်လုပ်တဲ့ device ပေါ့နော်ကျွန်တော်တို့ ਨੇ စပြီးပထမဆုံးတွေ့ရမှာ switching ခင်ဗျားတို့စတွေ့ရမယ် switching က switch ကိုအရင်စတွေ့ရမှာအဲ့တော့ဟုတ်ပြီ switch တစ်လုံးကဒီ network အတွက်တခြား device တွေနဲ့အချင်းချင်းအပြန်အလှန်ချိတ်ဆက်ဖို့အတွက်ကိုဂျားတွေကနေ centralize အနေနဲ့သုံးတဲ့ device တစ်ခုဖြစ်တယ်ပေါ့ဗျာသူ့ကွန်ပျူတာတွေအများကြီးလာထိုးတာတို့တခြား switch တွေလာထိုးတာတို့ search ဖြစ်ပေါ့အဲ့လိုမျိုးတွေကျွန်တော်တို့အသုံးပြုကြတဲ့ device ပေါ့ဗျာနော်အဲ့လိုမျိုးမှတ်ဒါပေမဲ့အဓိကအနည်းချုပ်ကတော့ဒီ၃ချက်အဲ့ရတာတရေနိုးထမေးတော့ဒါကိုရနေရမယ်အဲ့ switch တစ်လုံးကဘာလုပ်လဲလို့မေးရင်နံပါတ်1 address listening နဲ့ landing လုပ်တယ် listening လုပ်တယ်လို့ပြောရင်မပြည့်စုံလို့ကျွန်တော် landing မှာထည့်ထားတယ်တချို့ကတော့ listening လုပ်တယ်ဆိုတဲ့နေရာမှာရက်တယ်အဲ့တော့ address listening နဲ့ landing ဆိုတဲ့ကိစ္စလုပ်တယ်နောက်တစ်ခုကတော့ forward filter decision လုပ်တယ် forward filter decision forward လောက်ရမှာလား filter လောက်ရမှာလားဆိုတော့ decision ဆုံးဖြတ်တယ်ပြီးရင်နောက်တစ်ခုကကျတော့ loop avoidance loop ဖြစ်စေတာကိုသူကရှောင်ရှားပေးရမယ် loop မဖြစ်အောင်ရှောင်ပေးရလုပ်ပေးရမယ်ပေါ့ဗျာအဲ့တော့ switch ကအဲ့၃ချက်ကိုလုပ်တယ် switch လုံးပါလုပ်လဲဆိုရင် frame forward လုပ်တယ်လွယ်လွယ်ပြောလိုက်လို့ရတယ်ဒါပေမဲ့ကိုလျှောက်တဲ့ຢာတို့က manager level သို့မဟုတ်အဲ့လားဟို senior level ဆိုလို့ရှိရင်အဲ့လိုမျိုး frame forward လုပ်တယ်ဆိုပြီးလွယ်လွယ်ပြောလို့မရဘူးကွန်ပျူတာတွေချင်းချင်း network မိအောင်အတွက်ဂျားကနေသုံးတဲ့ device ဖြစ်တယ်အဲ့လိုမျိုးတွေပေါက်ခဲ့ရပြောတယ်ဟိုကဒီလို theory ကြကြနဲ့တကယ်ကြီးကိုတေချာပြောမှအဲ့လိုအလုပ်ကရမှာပေါ့နော် okay အဲ့ပြန်ပြောမယ် switch တစ်လုံးကဘာလုပ်လဲဆိုရင် address listening နဲ့ landing လုပ်တယ်ပြီးလို့ရှိရင် forward filter decision လုပ်တယ် loop avoidance လုပ်တယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်အဲ့၃ချက်ကိုနည်းနည်းလေး detail ရှင်းပြမယ်နံပါတ်1က address listening နဲ့ landing လုပ်တယ်ဥပမာကျွန်တော် switch လုံးဝယ်လာတယ်ဆိုတော့ဗျာအဲ့ switch မှာတော့ port တွေရှိတယ်ပေါ့နော်ထားပါတော့ port 4 port ပဲထားလိုက်တော့အဲ့တော့ဒီဘက်မှာကျွန်တော်တို့က computer တစ်လုံးထိုးလိုက်တယ်ဒီဘက်မှာ computer တစ်လုံးထိုးလိုက်တယ်အဲ့တော့ computer A computer B အဲ့တော့စဉ်းစားကြအောင်ကျွန်တော်ဒီဘက်မှာ MAC ကပါပြီးသားငကိုတွေက MAC က network ပေါ်မှာပါပြီးသားထားပါတော့ 00A ပေါ့ဗျာဒီကောင်ကကြတော့ငကိုတွေကပါပြီးသား MAC address က 00B ပေါ့ဗျာIP ကမရှိဘူး network ချိတ်ပြီဆိုရင် IP ကကိုယ့်ဘက်ကိုပေးရတယ်အဲ့တော့ကျွန်တော် IP ပေးလိုက်တယ်ထားပါတော့ဗျာဒီကောင်ကို 10.0.0.1 လို့ပေးလိုက်တယ်ဒီဘက်ကို 10.0.0.2 လို့ပေးလိုက်တယ်ဒါဆို network မိပြီလားဘာကြောင့်မိလဲဆိုရင်တကယ်ကအမှန်တမ်းပြောရရင်တော့ဒီဖြစ်စဉ်မှာအခုကျွန်တော်ပြောသားတဲ့ဖြစ်စဉ်မှာမမိသေးဘူးဘာကြောင့်မိမှာလဲဆိုတော့ဒီအကြောင်းမိမှာဒါပေမဲ့သူဖြေသွားတဲ့အဖြေကမပြည့်စုံသေးဘူးပေါ့နော်လုံလောက်သွားတာမဟုတ်သေးဘူးမလုံလောက်သေးတာစဉ်းစားကြည့်လေကျွန်တော်ကထားပါတော့ဒီကနေပြီးတော့ file define စပို့မယ်ထားပါတော့ file define စပို့မယ်ပို့လိုက်ပြီဘယ်ကိုပို့ချင်တာလဲဆိုတော့ bio ပို့ချင်တာအဲ့တော့ bio ပို့မယ်ဆိုတော့စပြီးစောက်ပြီပေါ့ဗျာကျွန်တော်ကတချင်းလေးပေါ့အဲ့တချင်းလေးကိုပို့တော့မယ်ဆိုတော့သူကဘာပါလာပြီလဲဆိုတော့ so MAC ပါလာပြီဟုတ်နော် so MAC ကဘာလောက်လဲ00 A ကနေ bio ပို့မှာလीဟုတ်လား so MAC က 00A အဲ့တော့ destination MAC က 00B 00B ကိုပို့မှာဟုတ်နော်ကျန်တဲ့ frame chat sequence တွေ ethernet type တွေမပြောတော့ဘူးထဲမှာ data ပါတယ်လို့မှတ်အဲ့တော့ drive တစ်ခုလုံးဘာလို့ခေါ်မလဲ frame လို့ခေါ်မယ် okay အဲ့ frame ကိုကျွန်တော်တို့ကလွတ်ပြီဒီ network port ကနေစလွတ်ပြီလွတ်တော့ဘယ်သူစီကိုရောက်ဆွတ်ကတိ switch ရောက်အဲ့တော့ဘယ်သူက 00B လဲဆိုတာတော့ကျွန်တော်တို့ကစမသိဘူးပေါ့နော်ဆွတ်ကအခုမှအစ်စ်ကြီးဘာမှလည်းမလုပ်ထားဘူးအခုမှ power လေးပေးပြီးတော့ကြိုးကောက်ထိုးဒီဘက်မှာ IP တွေပေးလို့မှရှိသေးတယ်အဲ့တော့မသိဘူးမသိတော့ကျွန်တော်တို့က switching table ထဲမှာ switch မှာပါလဲ switching table ပါတယ်ဟုတ်တယ်နော် switching table မှာပါနဲ့ပေါ့နဲ့ MAC နဲ့ပါတယ်အဲ့မှာစပြီ switch ရဲ့စအလုပ်လုပ်ပုံနံပါတ်1ချက်ပါလဲ address listening နဲ့ landing အဲ့တော့ဒီမှာ port number 1 2 3 4ပေါ့ဗျာသူကရေးထားပြီးသားရှိတယ်အဲ့တော့အဲ့မှာစပြီ port number 1ကနေ data ဝင်လာပြီအဲ့လိုဝင်လာတာကိုသိဖို့အတွက်အရင်ဆုံးသူကဘာလုပ်နေလဲဆိုတော့ listening လုပ်နေတယ် listening လုပ်နေတော့အော်ဒီ port ကနေ data ဝင်လာတယ်ဆိုတော့သိသွားပြီသိသွားတဲ့အခါမှာသူကဘာလုပ်လဲဆိုတော့အဲ့ဒီ frame ကိုတွားပြီးတော့ဖတ်တယ်ဒီ frame ကိုဖတ်တယ်ဘယ်ကလာတာလဲဟဲ့အောင်ဘယ်ကလာတာလဲဆိုတော့တွားကြည့်တယ်တွားကြည့်ရင်ဘယ်ကိုကြည့်လဲဆိုတော့ so MAC ကိုကြည့်တယ်ကျွန်တော်တေချာပြောနေပြီနော်နားထောင်တော့နော်ရေးကြည့်တယ်နော် listening လုပ်တဲ့အချိန်မှာဘယ်ကိုတွားကြည့်လဲ
so MAC ဝင်လာတဲ့ frame ရဲ့ so MAC ကိုကြည့်တယ် so MAC ကိုကြည့်လိုက်တော့အော်ဒါ 00A ဆိုတဲ့ကောင်ကနေပို့လိုက်တာပဲအဲ့ဆို port number 1မှာ 00A ရှိတာပေါ့အဲ့လိုသူသိပါတယ်သိသွားတဲ့အချိန်မှာ तू ကဘာလုပ်လိုက်လဲဆိုတော့ landing လုပ်တယ် landing ဆိုလုပ်တယ်ဆိုတာဘာလဲဆိုတော့ ဟောဒီ MAC table ထဲမှာတွားပြီးတော့ 00A ဆိုပြီး1ရဲ့ဘေးနားမှာတွားမှတ်လိုက်တယ် listening နဲ့ landing ကွဲလားကွဲရနော် listening ကဘာလုပ်တာလဲဝင်လာတဲ့ frame ရဲ့ so MAC ကိုတွားစစ်တာစစ်ပြီးတော့ switching table ထဲမှာတွားပြီးတော့မှတ်လိုက်တာက land လောက်တာကြာနော် listening နဲ့ landing ပြီးသွားပြီဒုတိယချက်ကဘာလဲ forward filter decision လုပ်တယ်ဆိုတာကဒီ frame ကိုငါဘယ်ကိုပို့ရမှာလဲဆိုတော့ तू စပြီးတော့ဆုံးဖြတ်တယ်ဆုံးဖြတ်တဲ့အခါကျတော့ဘယ်ကိုသွားကြည့်လဲဆိုတော့ destination MAC ကိုသွားကြည့်အဲ့ဒါဒုတိယမြောက်လုပ်တဲ့အဆင့်ဒါကနံပါတ်1အဲ့တော့ तू ပို့ရမှာဘယ်ကိုပို့ရမှာ 00B ကိုပို့ရမှာဒါပေမဲ့ तू B ကဘာတူလဲဆိုတော့ तू ကသွားပြီးတော့အဲ့မှာ switching table ကိုပြန်ကြည့်တယ်ကြည့်တော့ B ရှိလားမရှိဘူးအဲ့ဒါ तू ပို့နိုင်တာ ပို့လို့မရ မပို့နိုင်ဘူးတဘောပါအဲ့မှာဘယ်သူကစလာပြီလဲဆိုတော့ ARP ကြားဘူးရမလား ဟုတ် address resolution protocol အဲ့တော့ဖျောင်းမင်းကငါမပို့နိုင်ဘူးကွာမင်းကတခုတော့လုပ်ပေးအောင်ဆိုတော့ okay ဒီကောင်ကဟိုဘက်ကိုမရောက်တဲ့သူကဘာလုပ်လဲဆိုတော့အဲ့မှာခုနကကျွန်တော်ပြောတဲ့ကိစ္စပဲ error control ဆိုတာအဲ့ဒါပဲ error control ဆိုတာဒီမှာဟိုဘက်ကိုစက်မရောက်တော့မရောက်တော့ error control ကပြန်လာတယ်ဖျောင်းရေး 00B ကိုပို့လို့မရတော့ဘူးငါတခုတော့လုပ်ပေးရမယ်ဆိုတော့ okay အဲ့ဆိုတော့ ARP frame ရင်စပြည့်အောင်ကွာဆိုပြီးတော့ ARP frame တခုကိုဒီ set ကလေးကတိစောက်တယ်ဒီ set ကလေးကတိစောက်တယ် ARP frame ကဘာလဲဆိုတော့ trade to မဟုတ် so MAC က 00A frame ကတော့သူ့ရဲ့အခန်းတိုင်းပဲသူပါမှာ destination ကျတော့ဘာဖြစ်သွားလဲဆိုတော့ all FFF ဖြစ်သွားတယ်ဘာ address ကြီးလဲမသိ broker address ထည့်သွားတယ် destination နေရာမှာနော် data ကဘာလဲဆိုတော့ ARP request လို့ပြောရနော်ဒါတချင်းလည်းမဟုတ်ဘူးဓာတ်ပုံလည်းမဟုတ်ဘူး ARP request frame တိစောက်တယ်တိစောက်ပြီးတော့ဒီကနေပြန်ပြစ်လိုက်တော့ switch ကိုရောက်တယ် switch ကသူ့ရဲ့ထုံးစံတိုင်းပဲ listening လုပ်တယ်ဝင်လာတဲ့ကောင်ကိုတန်းကြည့်တယ်ဒီကိုလမ်းကြည့်လိုက်တော့ဘယ်သူကပို့တာလဲ 00A ဒါဆို port number 1မှာ 00A ဩဒီမှာရှိတယ် okay ဒါဟုတ်တယ်မှန်တယ် 00A အချိန်ပြောင်းမရှိဘူးဟုတ်ပြီဘယ်ကိုပို့ချင်တာလဲ forward filter decision လုပ်ဖို့ကြည့်လိုက်တယ်ကြည့်လိုက်တော့ all FFF ရဲ့ date ပဲပါလေဝင်လာတဲ့အပေါက်ကလွဲ၍ကြံတဲ့အပေါက်တွေအကုန်လုံးကိုပို့လို့ပြောတဲ့သဘောပဲအဲ broadcast ပဲအဲ့တော့ဒီအပေါက်ကိုပြန်ပို့လားမပို့ဘူးအဲ့တော့ကြံတဲ့ပေါ့တွေကိုအကုန်ပြန်လွှတ်တယ်လွှတ်တော့ရော back ဆိုဒီကိုလွှဲရောလွှဲတဲ့ခါကျတော့ဒီမှာကြိုးမထိုးထားတော့ဒီကိုမထွက်ဘူးအဲ့ဒါ physically ကလောက်တာပဲဒီမှာကြိုးထိုးထားလားမထိုးထားလားဆိုတော့ physically ကသိတယ်အဲ့တော့မထိုးထားဘူးမထွက်ဘူးအဲ့တော့ဒီမှာပြက်ဒီမှာကြိုးထိုးထားတယ်လျှက်စစ် signal ရှိတယ် okay ဒါဆိုဒီကိုသွားတော့ဒီကိုရောက်တော့ဒီကောင်ကိုရောက်လာတယ်ဒီ frame ရောက်လာတော့ तू ကဘယ်ကိုပို့တာလဲသူ့စီကိုပို့တာဟုတ်လားမဟုတ်လားဆိုတော့ဘယ်ကိုကြည့်ပြီးစစ်ဒီကိုကြည့်မှာဟောနော်ငါစီပို့တာဟုတ်လားဆိုတာဒါကိုကြည့်မှာဒါကိုကြည့်လိုက်တော့ all FFF ဆိုတော့ဒါငါစီလည်းပါတာပဲဟာငါလည်းပါတာပဲဟာဆိုပြီးတော့အဲ့လိုမှတ်တယ်မှတ်တော့ဘာ data လဲလူကပို့တာလေ 00A ကပို့တာအဲ့တော့ तू ကတစ်ခါတည်းမှတ်လိုက်တယ်ဒီဘက်ကကောင်ကတစ်ခါတည်းမှတ်လိုက်တယ်10.0.0.1 ဆိုတဲ့ကောင်က 00A ပါလားလို့ပြောတာတနေရာမှာမှတ်ထားတယ်ဟုတ်နော်တနေရာမှာမှတ်ထားတယ်ခဏဒါဘယ်နေရာလဲမသိချင်တယ်ရတယ်ခဏမှတ်လိုက်တယ်မှတ်ပြီးတော့ဒီကောင်က request လုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကပါပြန်လို့ reply ပြန်ရတယ်အဲ့တော့ဒီကောင်က reply ပြန်တော့ source ကဘယ်သူဖြစ်သွားပြီလဲ 00B ဖြစ်သွားပြီအဲ့မှာပြန်လာပြီဆိုတော့ ARP reply IEP ဖြစ်သွားပြီပြီးရင်ပြန်မှာဘယ်သူစီပြန် 00A ဘာကြောင့်သိလဲခုန frame မှာပါလာတယ်လေ source က 00A ကနေပို့လိုက်တာဆိုတော့ okay ဒါဆို 00A ကိုပြန်ရမယ်ဆိုတော့အဲ့ဒါ ARP request ဟာ broker ဖြစ်ပြီးတော့ ARP reply ကဘာဖြစ်သွားလဲ unicast ဖြစ်သွားပြီဘောပါလားနော်အဲ့တော့ဟုတ်ပြီပြန်လာပြီ bad ပြန်လာတော့ switch ကဘာလုပ်လဲ listening လုပ်မယ် landing လုပ်မယ် listening လုပ်တော့ဘယ်ကိုကြည့် source ကိုကြည့်တော့ 00B port number ဘယ်လောက်လဲ4ဟုတ်နော်အဲ့တော့ port number 4မှာ 00B ရှိတာပဲလို့မှတ်လိုက်တယ်မှတ်လိုက်ပြီးတော့သူကဘယ်ကိုပို့မှလဲကြည့်တယ် forward filter decision
00A ကိုပို့မှာအဲ့တော့ 00A ရှိလားလို့ switch က switching table ကိုကြည့်တယ်ရှိလားရှိတယ်ပေါ်နံပါတ်ဘယ်လောက်မှလဲ1မှာအဲ့တော့1ကို forward လုပ် quad အဲ့ဒါ forward လုပ်တာလို့ခေါ်တယ် forward လုပ်လိုက်တယ်ဒီအပေါက်ကလေးကနေဒီအပေါက်ကလေးစီကိုဒီလိုလွှဲလိုက်တာအဲ့ဒါ forward လုပ်တာနော်ဒီဘက်ထိမရောက်ဘူးနော်အဲ့ဒီအပေါက်ကနေမှတစ်စင်ဒီဘက်ကို physically ရတည်လာတယ်ဒီကိုပြန်လာတယ်ပြန်လာတော့ဒီကောင်ကလည်းတည်သွားပြီမှတ်လိုက်ပြီ 10.0.0.2 က 00B ပါလားလို့မှတ်ထားလိုက်တယ်မှတ်လိုက်ပြီဆိုတော့ခုနကပို့တဲ့ data ကြမှာ high နေရာမှာ 00B ဆိုပြီးတော့တစ်ခါထပ်ပြီးတော့ထည့်ပြီးတော့သွားပြီသွားတဲ့ခါကျတော့ဒီကောင်က 00B ကိုတိသွားပြီလားပေါ့နံပါတ်4မှာဆိုတော့တိသွားပြီအဲ့တော့ဒီဘက်ကိုလွှဲဒီလိုသွားအဲ့လိုသွားအဲ့တော့ broker တစ်ချိန်ပို့လိုက်တာ ਨੇ ဘာဖြစ်သွားလဲဆိုတော့အဲ့လိုဖြစ်သွားတယ်အဲ့တော့ဒါဆိုရင် switch တစ်လုံးအလုံးလုံးဖို့အတွက်ကိုဘာဖြစ်ဖို့လို့လဲ switching table ထဲမှာသူ address တွေကိုဘာလုပ်ထားဖို့လို့လဲ LAN လုပ်ထားဖို့လိုတယ်အဲ့ဒါလေးသတိထားဖို့လိုတယ်နော် switch တစ်လုံးကောင်းကောင်းအလုံးလုံးနိုင်ဖို့အတွက်ကို switching table ထဲမှာ LAN လုပ်ထားဖို့လိုတယ် listening လို့မပြောဘူးနော် LAN လုပ်ထားဖို့လိုတယ် LAN listening LAN တွေကတော့ပုံမှန်တိုင်းလုပ်နေမှာပဲဒါပေမဲ့အကုန် LAN ဖြစ်နေဖို့လိုတယ်အဲ့ဒါမှ तू ကတွားလို့တဲ့နေရာကိုတိုက်ရိုက်ရောက်အဲ့လို LAN ဖြစ်နေဖို့အတွက်ဘယ်သူရဲ့အကူအညီယူရတယ် ARP ဆိုတဲ့ protocol အကူအညီကိုယူရတယ်ဒီချိန်နားလားအဲ့တော့ ARP ကဘာလုပ်လဲဆိုလို့ရှိရင် ARP ကအချက်၃ချက်လုပ်တယ်အဲ့ဒါဘာလဲဆိုရင် ARP request frame ပို့တယ် broadcast နဲ့ပို့တယ်ပြီးရင် reply ပြန်တယ်ပြီးရင် ARP cache ထဲမှာတင်တယ် ARP cache ဆိုတာတခြားမဟုတ်ဘူးခုနကကျွန်တော်ပြောလိုက်တဲ့ဒီနေရာလေးဘာလေးလဲမသိချင်တဲ့အောင်လို့ပြောလိုက်တဲ့ခါလေးအဲ့ဒါလေးကအဲ့ဒါ ARP cache ပဲကျွန်တော်ဒီ switch တွေမှာဘာရှိလဲဆိုတော့ဒီတယောက်အခုဆိုရင်ဗျာဒီ switching table ထဲမှာ hot လို့ MAC တွေဝင်လာဖို့အတွက်ကဘယ်သူရဲ့အကူအညီကိုယူရတယ် ARP ရဲ့အကူအညီကိုယူရတယ် ARP ဟုတ်နော်ဟုတ်ပြီ ARP ကလည်းဘယ်သူကပို့ရလဲဆိုတော့ hot computer ကပို့ရတယ်ကဲဟုတ်ပြီဒါဆိုအလုံး900ရှိတယ်ဆိုရင်အလုံး900လုံးပို့မယ်ဆိုရင်အဲ့နေရာမှာ broadcast frame တွေ900ပုံထပ်နေဘူးလားပုံထပ်သွားမယ်ဟုတ်တယ်နော်ပုံထပ်သွားမယ်အဲ့တော့ဖြစ်စဉ်တစ်ခုကျွန်တော်ပြောပြမယ်ဒီမှာ switch တစ်လုံးဒီမှာ switch တစ်လုံးဒီမှာ switch တစ်လုံးဒီမှာ computer တွေဒီမှာ computer တွေ50ရှိတယ်ဆိုပါတော့ဗျာဒီမှာ computer ဒီမှာ computer 50ရှိတယ်ဆိုပါတော့ဗျာဒီ switch တွေကဒီလိုတက်လာတယ်down time မဖြစ်အောင်လို့ဒီတစ်ခုကိုချိတ်လိုက်သေးတယ်ပြီးဒီပေါ်မှာ router ဒီမှာ internet ထွက်တယ်ဒီလိုပုံမြင်ဘူးလားဟုတ်တယ်နော်ဖြစ်နိုင်တယ်နော်ဟုတ်တယ်မကဲထားတော့အဲ့တော့ဒီလိုမျိုးလုပ်လိုက်တယ်လုပ်လိုက်တော့ဒီ computer လေးက broadcast frame ပို့ပြီးဆိုဒီကိုရောက်တယ်ရောက်တော့ဒီကောင်ကဝင်လာတဲ့အပေါက်ကလွယ်ပြီးကျန်တဲ့ကောင်တွေအကုန်သွားဆိုဒီဘက်က25လုံးရောဒီရောမလွတ်ဘူးလားလွတ်တယ်ဒီကိုလွတ်တော့ဒီကိုရောက်တော့ဒီဘက်ကလည်းဝင်လာတဲ့ပေါက်ကလွယ်ပြီးကျန်တဲ့ပေါက်တွေအကုန်သွားဆိုတော့နောက်ထပ်ကျန်တဲ့49လုံးလုံးကိုထပ်လွတ်အဲ့တော့ပြီးတော့ဒီကိုလည်းလွတ်အဲ့မှာဒီမှာ broadcast တွေရောက်လာဒီကောင်ကလည်း broadcast ရောက်လာဒီရောလည်း broadcast ရောက်လာအဲ့တော့ဘာဖြစ်ကုန်ပြီလဲဒီနေရာကိုကြည့်လေဒီကိုဝင်လာပြီးထွက်တယ်ဒီကိုလည်း broadcast frame လာတယ်ဒီကိုလာတော့လည်းဝင်လာတဲ့ပေါက်ကလွယ်ပြီးကျန်တဲ့ပေါက်ကိုလှုပ်ဆိုတော့ဒီကိုပြန်လာတော့ဒီကောင်ကလည်းဝင်လာတဲ့ပေါက်ကလွယ်ပြီးကျန်တဲ့ပေါက်ကိုလှုပ်ဆိုတော့ဒီကိုပဲပြန်မလာဘူးလား broadcast ကအဲ့တော့ဘာဖြစ်ကုန်ပြီလဲဆိုတော့ဒီကြားထဲမှာကျွန်တော် loop တွေဖြစ်တယ်အဲ့တော့ loop လို့ပြောရင်ပြောလက်စားနဲ့တခါလေးပြောတော့မယ် loop က2မျိုးရှိတယ် layer 3 loop နဲ့ layer 2 loop ဆိုတာရှိတယ် layer 3 loop ကသူ့အလိုလိုပြတ်တယ်ကျွန်တော်တို့ဘာမှလုပ်ပေးကြမလို့ layer 3မှာ loop ဖြစ်ရင်သူ့ဘာသူပြတ်တယ်ဘာကြောင့်ပြတ်တယ်သိလား TTL ကြောင့် layer 2က TTL ပါလားမပါဘူးမပါတော့အဲ့ loop ကဘယ်တော့မှမပြတ်ဘူးကိုယ်တိုင်ရှင်းမှပြတ်မှာကိုယ်တိုင်မရှင်းနိုင်သေးဘူးကတော့အဲ့ loop ကလဲပြီးသားမှတော့တောက်လျှောက်တာလဲနေပြီအဲ့တော့အဲ့လိုမျိုး broadcast down မဖြစ်အောင်ဘာလုပ်ရလဲဆိုတော့ခုနလိုဒီ ARP ကိုကျွန်တော်တို့ပိတ်တဲ့စနစ်တွေလုပ်တယ်အဲ့လိုပိတ်တဲ့အခါကျတော့ဟုတ်ပြီဒါဆို switching table တွေကိုဘယ်လိုမျိုးကျွန်တော်တို့ MAC ကဝင်มาလဲဗျာ request လုပ်တဲ့သူမှမရှိတာဆိုတော့အဲ့တော့အဲ့မှာကျွန်တော်ခင်ဗျားတို့နောက်ပိုင်းကျရင်သင်ရလိမ့်မယ် port security ဆိုတဲ့သင်ခန်းသင်ရလိမ့်မယ်အဲ့ကျရင်ခင်ဗျားတို့သိလိမ့်မယ်ဒါဆို switch ကဘာလုပ်လဲဆိုရင် address listening landing forward filter decision forward filter လို့ပြောလိုက်တယ် forward လုပ်တာတော့ခုနရှင်းတယ် filter လုပ်တယ်ဆိုတာကတော့သူ့ထဲမှာမရှိတဲ့ address ဆိုရင် filter လုပ်တယ်ပေါ့ဗျာဖြတ်ချပစ်တယ်ပေါ့အဲ့ဒါမျိုးပြောတာနောက်ဆုံးတစ်ခု loop avoidance ဆိုတာ loop မဖြစ်အောင်ရှောင်ရှားတာအဲ့တော့ခုနကျွန်တော်ပြောတဲ့ဖြစ်စဉ်မှာ switch 3လုံးရှိတယ်3လုံးမဟုတ်ပါဘူးဗျာခဏဟိုတလောကမှကျွန်တော်တပည့်တယောက်လှမ်းပြီးဖုန်းဆက်ပြီးမေးတယ်ဆရာတဲ့ကျွန်တော်ရဲ့ switch နှလုံးကိုတကြိုးထိုးထားတယ်ပထမဒေါင်းမှာဆိုလို့ကျွန်တော်နောက်တကြိုးထိုးလိုက်တာတဲ့အဲ့ဒါအလုံးမလုပ်တော့ဘူးတဲ့
ဘာဖြစ်တာလဲဆိုတော့လူဖြစ်တာအဲ့မှာစဉ်းစားကြည့်လေဟုတ်လားဒီနားမှာလူရှိလားရှိမှာပတ်နေမှာเนาะဒီမှာ broker frame တစ်ခုပို့လိုက်တာနဲ့အဲ့မှာလဲတော့မှာတောက်လျှောက်လဲတော့မှာအဲ့တော့မျိုးမဖြစ်အောင်ဟောဒီ switch တွေကိုယ်တိုင်ကသူက loop ကို prevent လုပ်ပေးရတယ် loop မဖြစ်အောင်ကာကွယ်ပေးရတယ်နောက်ပိုင်းကျခင်ဗျားတို့သင်ရလိမ့်မယ် STP ဆိုတာ spanning tree ကအလုပ်လုပ်ပေးလိမ့်မယ်အဲ့တော့ဘယ်လိုမျိုး loop ကိုကာလဲဆိုတဲ့ကိစ္စကို spanning tree ကြရင်တော့ကျွန်တော်ဆက်ပြောဒီလေးပြောပေးမယ်အခုလောဆယ် switch တစ်လုံးရဲ့အလုပ်လုပ်ပုံကဒါပဲခုနကတော့လွယ်လွယ်လေးပြောလိုက်တယ်ပေါ့နော် switch 1ကနေပြီးတော့ switch 4ကိုကျွန်တော်တို့ကလွှဲပေးလိုက်တဲ့ data ကိုအဲ့ဒါကိုဘာလို့ခေါ်လဲ forwarding လုပ်တယ်လို့ပြောတယ်အဲ့တော့အဲ့လိုမျိုး forwarding လုပ်တဲ့အခါမှာကိုဝယ်လိုက်တဲ့ switch ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့က switching mode လို့လည်းပြောတယ် technique ပေါ့ဗျာနောက်တစ်ခုကဟိုပါပေါ့အဲ့တော့ဘယ်လိုပဲပြောသူကအဲ့လို switch လုပ်တဲ့ဟာ over ဘောက်ကနေဒီဘက်ဘောက်ကို switch လုပ်ပေးတဲ့ method 3ခုရှိတယ်အဲ့တော့ cut through switching ဆိုတာရှိတယ် store and forward ဆိုတာရှိတယ် fragment free ဆိုတာရှိတယ်အဲ့တော့ switching mode 3မျိုးရှိတယ်ပေါ့ဗျာ cut through switching ဆိုတာကရှေ့ကကျွန်တော်ပြောခဲ့တဲ့ဖြစ်စဉ်အတိုင်းပဲအတူတူပဲအဲ့ကျွန်တော်ခုနရှေ့ကပြောလိုက်တဲ့ဟာအဲ့ cut through switching သူကဝင်လာတဲ့ကောင်ကိုကြည့်တယ်တွားမဲ့ destination ကိုကြည့်တယ်သူ့ရဲ့ switching table ထဲမှာရှိလားမရှိလားကြည့်တယ် error checking တွေဘာတွေကို तू ကအဲ့မှာမလုပ်ဘူး switch မှာမလုပ်ဘူးเนาะ error checking မလုပ်ဘူးဒီမှာတကောင် network ပေါ့ပါတယ်ဒါ layer 2ပဲဒါပေမဲ့အဲ့ layer 2ပဲမဲ့ तू က error checking ကိုဒီညမှာမလုပ်ဘူးမျက်လုံးထဲမှာမြင်အောင်ဆွဲပါအဲ့တော့တကယ်ဆိုလို့ရှိရင်ဒီ network ပေါ့ကလည်း layer 2ပေါ့ပဲအဲ့ error checking လုပ်တင်တယ်ဒါပေမဲ့မလုပ်ဘူး cut through switching ဆိုရင် error checking လုံးဝမလုပ်ဘူးအဲ့တခုသတိထားမယ်အဓိက तू ကဘာလဲဆိုတော့သူသွားမဲ့ဟာ switching table ထဲမှာရှိတယ်ဆိုရင်မြင်မြန်ဆန်ဆန်ဟိုဘက်ကို forward လုပ်မယ်အဲ့ဒါ cut through ပဲဓာတ်ရိုက်ဖြတ်သွားမှာပေါ့နော်အဲ့ဒါ cut through switching လို့ခေါ်တယ်ဒါခုနကျွန်တော်ပြောတဲ့ဟာအဲ့ဒါ cut through switching store and forward ကကြတော့သူကဘာလုပ်လဲဆိုတော့သူ့မှာ buffer memory ပါတယ် buffer ဆိုတော့အားလုံးသိပါတယ်ကျွန်တော် cache memory လို့ပဲအဲ့ switch တွေမှာပါလာတာဘာလဲဆိုတော့တစ်ခါသွားဘူးတဲ့ဟာတွေကိုသူကဘာလုပ်ထားလဲဆိုတော့ record မှတ်ထားတယ်ဥပမာ A ကနေ B ကိုသွားဘူးတယ်ဆိုပါတော့ဗျာအဲ့ဒါ A ရလာပြီးဆိုတာနဲ့ B ကိုသွားမယ်ဆိုတာနဲ့ back ဆိုလမ်းကြောင်းအတီးပြီးသားတစ်ခါတန်းသွားတယ် switching table ကိုသွားကြည့်မနေတော့ဘူးအဲ့ buffer လေးထဲမှာသူကအရင်ဆုံးစစ်လိုက်တယ် buffer ဆိုတာပေါ့ပပလေးပဲမှတ်ထားတယ် memory လေးအဲ့တော့ buffer ထဲမှာရှိနေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့က back ဆိုတန်းရောက်သွားတယ် cut through switching ထပ်ပုံမြန်သွားတယ် buffer ကြောင့်ပြီးတော့ဘာလုပ်လဲဆိုတော့ तू က error checking လည်းလုပ်တယ်ဒီပေါ့တပေါ့ချင်းစီက error checking လုပ်တယ် तू ကနေ A ကနေ B ကိုပို့တဲ့ frame က error ပါလာတယ်ဆိုပါတော့ဗျာပါလာတယ်ဆိုဒီအပေါက်မှာတခါတည်းစစ်ပြီးတော့မှ तू ကဖြတ်ချပစ်တယ်အဲ့လိုမျိုးအဲ့ဒါ store and forward ရဲ့အလုပ်ဆောင်ချက်ပဲအဲ့ဒါကွာသွားတဲ့ချက်ကဘာပါသွားလဲဆိုတော့ buffer ပါသွားတယ်သွားဘူးလာဘူးတဲ့လမ်းကြောင်းတွေကိုမှတ်ထားတာဖြစ်တဲ့ကြောင့်နောက်တစ်ချိန်ထပ်သွားရင်မြန်ဆန်သွားတယ်ဒါပဲပြီးတော့ cut through နဲ့ကွာသွားတဲ့ဒုတိယတစ်ချက်က error checking လုပ်တယ်အဲ့ဒါကောင်းတဲ့အချက်ပဲဟုတ်ပြီနော်နောက်ဆုံးတစ်ခုက fragment free ဒီကောင်ကသူကဘာလုပ်လဲဆိုတော့အဲ့ကောင်ပြောဖို့ကကျွန်တော်နည်းနည်းလေးတစ်ခုလုပ်မှရခိုင်နော်ဟောဒီကွန်ပျူတာလေးထားပါတော့ဗျာကျွန်တော်အစ်မဆွဲတော့ A ကနေ B ကိုပို့မယ်ဆိုတော့ဒီ switch က fragment free ရတယ်ဆိုလို့ရှိရင်သူကပို့ရမှာထားပါတော့ဗျာဥပမာပို့ရမှာ1500 byte ပို့ရမယ်1500 byte ရှိတဲ့ data ကိုပို့ရမယ်เนาะဒီမှာ data ရှိတယ်ဒါပေမဲ့အဲ့ data အရင်မသွားဘူးအရင်ဆုံးဘာလုပ်လိုက်လဲဆိုတော့64 byte ရှိတဲ့ frame လေးတေးလေးတစ်ခုသူစတီဆောက်လိုက်တယ်တီဆောက်လိုက်ပြီးတော့သူစမ်းပြီးတော့လွှတ်ကြည့်လိုက်တယ် so MAC destination MAC ကတော့ဒီမှာပါတဲ့အတိုင်းပေါ့ဗျာเนาะဒီတိုင်းပဲပေါ့အဲ့တော့ပြောချင်တာတကယ် data ကိုမလွတ်ခင်မှာအစမ်းလွတ်တဲ့သဘောပဲ64 byte ရှိတဲ့ frame လေးကိုသူကအစမ်းလွတ်လိုက်တယ်လွတ်လိုက်တဲ့အခါမှာဒီကောင်ပို့နိုင်လားဆိုတာကိုစုံဖြတ်တယ်10လေးအဲ့10 frame လေးကိုသူကလွတ်လိုက်တော့ဒီကောင်ကလက်ခံနိုင်တယ်ရတယ်အဆင်ပြေတယ်ဆိုပြီးမှအဲ့1500 byte ရှိတဲ့ data ကိုလွတ်တာအဲ့လိုမျိုးသွားတယ်အဲ့တော့ဘာကောင်းသွားလဲဟုတ်တယ် reliable ဖြစ်တယ်ဟုတ်တယ် reliable ဖြစ်တယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ frame တစ်ခုကိုမလွတ်ခင်မှာတကယ်လို့ဒါအဲ့လိုမျိုးဖြစ်စဉ်မရှိဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်နိုင်လဲဆိုတော့1500 byte ကို तू ကမသိဘူး okay ကွာမင်း busy သွားချင်တယ်မလားသွားကွာဆို crack through လိုမျိုးလွတ်တယ်ဒါမှမဟုတ်ဟိုတစ်ခေါက်ကသွားဘူးတာဖြစ်တဲ့ကြောင့်သူstore and forward လိုမျိုးပေါ့ buffer ကိုကြည့်ပြီးလွတ်တယ်ဆိုပါတော့လွတ်တော့ဒီရောက်တော့မှ error ပါနေတယ်တို့မဟုတ်ပေါ့အကြောင်းတစ်ကောင်ကြောင့်ဒီလမ်းမှာပြတ်တယ် error ပါတာကတော့မဖြစ်နိုင်တော့ဘူးဘာလို့ဆိုတော့ store and forward ဆိုရင် error checking လုပ်မှာအဲ့တော့ဒီကြားထဲမှာတစ်ခုခုဖြစ်လို့ပြတ်တယ်ဆိုရင်ဟောဒီကနေပြန်စအောင်ဒီဘက် A ဘက်ကနေပြန်စအောင်ဟုတ်တယ်နော်
အဲ့တော့ပို့ကြတာပေါ့ဗျာအဲ့တော့ဘာလုပ်လိုက်လဲဆိုတော့64 byte လေးတွေလွှတ်လိုက်တယ်အပြင်သူကဘာဖြစ်လဲဆိုတော့လမ်းကြောင်းရှင်းတယ်reliable ဖြစ်တယ်အဲ့တော့မှသူကဘာလုပ်လိုက်လဲဆိုတော့1500 byte ကိုပို့လိုက်တယ်အဲ့တော့ဒါပေမဲ့အားနည်းချက်ကဘာဖြစ်မှာလဲ ကြာ ဟုတ်တယ်ဟိုအပေါ်က slow and forward တို့ cut through switching တို့ထပ်တော့နည်းနည်းပိုကြာသွားတာပေါ့နော်64 byte ရှိတယ် the first 64 byte of the frame 64 byte ရှိတဲ့ပထမဦးဆုံး frame လေးတစ်ခုကိုသူ့ဘာသူတိဆောက်ပြီးတော့ပို့ထလိုက်တာအဲ့ဒါမျိုးအဲ့တော့ပို့ပြီးတော့ reliable ဖြစ်သွားတယ်ပိုကောင်းသွားတယ်အဲ့တော့ကျွန်တော်တို့ကဘယ် switching mode နဲ့အလုပ်လုပ်လဲဆိုတော့သိရမယ် cut through switching လား slow and forward လား fragment free လားအဲ့ဒါကြီးကျွန်တော်တို့သိရမယ်ကိုကမြန်မြန်ဆန်ဆန်နဲ့သုံးနေတာဆိုလို့ရှိရင်တော့ cut through switching ကိုသုံးပေါ့အဲ့ဒါတွေဘာတွေအတွက်နှောက်ယှက်မဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ slow and forward ကိုသုံးပေါ့ reliable ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ fragment free ကိုသုံးပေါ့ဒါပဲเนาะနောက်တစ်ခုဆက်သွားမယ်အဲ့တော့ layer 2လို့ပြောပြီးဆိုတော့ကျွန်တော်တို့ကဘာထပ်သိရမလဲဆိုတော့ transmission mode အဲ့တော့ transmission လုပ်တဲ့အခါမှာတဲ့ကျွန်တော်တို့က layer 2မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာတစ်ခုသုံးခုသိရမယ် simplex ရယ် half duplex ရယ် full duplex ဒါကတော့ရှင်းပါတယ် simplex ဆိုတာတစ်ဖက်ထဲကပဲ data ပို့လို့ရတယ်တစ်ဖက်ကပဲပို့လို့ရတယ်တစ်ဖက်ကပြန်ပို့လို့မရဘူးအဲ့ဒါမှတ်တာအဲ့ဒါအရေးကြီးရနော်တစ်ဖက်ကပဲပို့လို့ရတယ်တစ်ဖက်ကပြန်ပို့လို့မရဘူးအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ simplex လို့ခေါ်တယ်3ရက်လားဆရာလို့မေးစရာရှိတယ်သုံးတာပေါ့ဥပမာ mainframe computer ကြီးတွေရှိတယ်ကျွန်တော်တို့အဲ့လို mainframe computer ကြီးမှာသုံးတဲ့ဟာက mainframe computer ဆိုတာတော့သိတဲ့အတိုင်းပဲအကြီးကြီးနေတယ်နော်24 hour run နေတဲ့ဟာကြီးတွေဒါဆိုဒီကောင်ကိုသုံးနေတယ်ဆိုကျွန်တော်တို့ကဘယ်လိုသုံးရလဲဆိုရင်ကျွန်တော်တို့က input နဲ့ output ယူသွားပြီးသုံးရတယ်ဥပမာ monitor ပါမယ် keyboard ပါမယ်ပေါ့အဲ့ဒါတစ်ခုကိုကျွန်တော်တို့က terminal လို့ခေါ်တယ် terminal တစ်ခုကိုယူသွားပြီးရင်ဒီမှာ join ပြီးသုံး system ဒါပေါ့ဗျာနော် processing ကသူလုပ်မှာအဲ့တိုင်းပဲနောက်တစ်ယောက်ကလည်း input နဲ့ output ကိုယူသွားပြီးရင်ဒီ terminal တစ်ခုကိုဒီမှာသွား join နောက်တစ်ခုအဲ့တိုင်းပဲ input နဲ့ output ကိုယူသွားပြီးလို့ရှိရင်အဲ့ terminal တစ်ခုယူသွားဒီမှာ join တည်ရမလားအဲ့လေးပေါ့အဲ့တော့အဲ့ဒီကောင်လေးတွေကဘာဖြစ်လဲဆိုတော့ तू ကဟို processing မလုပ်နိုင်ဒီကောင်ဘက်ကပေးတဲ့ data ကိုပဲသူတို့ကလက်ခံလို့ရတယ်ဒီဘက်ကနေ data ပြန်ပေးလို့မရဘူးဘာလို့လဲဆိုတော့ဒီဘက်မှာ system မရှိဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပုံစံအဲ့ဒါကို तू ကဘာလို့ခေါ်လဲဆိုတော့ simplex လို့ခေါ်တယ်နောက်တစ်ခုက half duplexကတော့တစ်ယောက်တစ်လက်စီပို့ရတယ်တစ်ယောက်တစ်လက်စီလို့ပြောတာဖြစ်တဲ့ကြောင့်တစ်ပြိုင်နက်တည်းပို့လို့မရဘူးတစ်ယောက်ပို့ရင်တစ်ယောက်ကငြိမ်နီတစ်ယောက်ပို့ရင်တစ်ယောက်ကငြိမ်လက်ခံတယောက်က transmit လုပ်ရင်တယောက်က receive လုပ်တယောက်က receive လုပ်ရင်တယောက်က transmit လုပ်အဲ့လိုမျိုးပုံစံနဲ့အလုပ်လုပ်ရတယ်အဲ့တော့အဲ့ဒါကို half duplex လို့ခေါ်တယ်အနည်းဆုံးဥပမာနဲ့ပြောရရင် walkie talkie ပေါ့ဗျာ walkie talkie ကစကားပြောရင်ဖိပြီးတော့နှစ်ယောက်စလုံးပြောရင်တယောက်မှမကြားရတော့ဘူးအဲ့တော့တယောက်ကဖိပြီးပြောနေတဲ့အချိန်မှာတယောက်ကလက်ကိုဖပြီးတော့နားထောင်ရတယ်အဲ့ဒါမျိုးပုံစံအဲ့ဒါကို half duplex လို့ခေါ်တယ်နောက်တစ်ခါကျတော့ full duplex ကျွန်တော်တို့လက်ရှိဒီ network ပေါ်မှာအခုလောလောဆယ်သုံးနေတဲ့ဟာအဲ့ဒါ full duplex ဒါပေမဲ့ Cisco လေးလာတဲ့သူတွေကသတိထားရမှာ Cisco ရဲ့ switch တွေတချို့ switch port တွေပေါ့နော် switch port mode ပေါ့ switch port mode လို့ပြောလိုက်ရင်အဲ့ switch port mode တွေကဘာဖြစ်တယ်လဲဆိုတော့တစ်ခါလေကြာရင် half duplex ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့က PC က full duplex switch က half duplex အဲ့လိုမျိုးဖြစ်နေတတ်တယ်အဲ့ခါကျရင်ကျွန်တော်တို့က switch မှာသွားပြီးဘာလုပ်ပေးရလဲဆိုတော့ switch port ကို full duplex ပြောင်းပေးရတယ်မပြောင်းမရင်အဲ့ data မသွားတော့အတိုင်ပတ်နေရောအဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့က switch port တွေကိုသတိထားဖို့လိုတယ်အဲ့ဒါကြီးကျွန်တော် comment တွေရိုက်တဲ့ခါကျရင်ကျွန်တော်လက်တွေ့ပြမယ်လောဆယ်တော့ simplex ဆိုတာဘာလဲ half duplex ကဘယ်လိုလဲ full duplex ကဘယ်လိုလဲဆိုတော့နားလည်ရမယ် simplex ပြန်ပြောမယ်တစ်ဖက်တည်းကပဲအပို့ရှိတယ်ပြန်ပြီး receive လုပ်တယ်ဆိုတာမရှိဘူး half duplex transmit လုပ်တယ် receive လုပ်တယ်နှစ်ခုလုံးလုပ်လို့ရတယ်သို့တော့တစ်ယောက်တစ်လက်စီလုပ်ရတယ်နှစ်ယောက်စလုံးကတစ်ပြိုင်နက်တည်း transmit လုပ်လို့မရဘူးနှစ်ယောက်စလုံးကတစ်ပြိုင်နက်တည်း receive လုပ်လို့မရဘူး full duplexဖြစ်သွားပြီဆိုတော့နှစ်ဖက်စလုံးက transmit receive ကိုတစ်ပြိုင်နက်တည်းမှာလုပ်လို့ရတယ်ဒါလေးနားလည်ထားဖို့လိုတယ် okay ခင်ဗျားတို့နောက်ပိုင်းကျရင်တွေ့ရလိမ့်မယ်အဲ့လို switch နှလုံးကျွန်တော်တို့အပြန်လှန်ချိတ်တယ်ဒီဘက် switch နဲ့ဒီဘက် switch အဲ့မှာချိတ်လိုက်တဲ့ဒီဘက်ပေါ်က full duplex ဖြစ်နေတယ်ဒီဘက်ပေါ်က half duplex ဖြစ်နေတယ်အဲ့ကျရင်တိုင်ဘက်ကိုဘာမှလုပ်မရတော့ဘူးအဲ့ဒါမျိုးဖြစ်တတ်တယ်ပြီးတော့ router နှလုံးချိတ်တယ်အတိုင်းပဲကျွန်တော်တို့ OSP ရ run တော့မယ်ဒီ router နှလုံးဒီဘက်က half duplex ဖြစ်နေတယ်ဒီဘက်က full duplex ဖြစ်နေတယ်အဲ့ဒါဆို OSP ကအလုံးမလုပ်တော့ဘူးအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ကြားလို့ရှိရင်ကျွန်တော်တို့ iPod ကိုစစ် full duplex ပြောင်းပေးအဲ့လိုမျိုးတွေလုပ်ပေးရတယ်နော်နောက်ပိုင်းတွေ့မယ်ကဲဟုတ်ပြီဆက်အောင်နေလား CCNA ကိုလေ့လာပြီး network ဘိုင်းကိုသွားတော့မယ်ဆိုရင်လုံးဝမသိမဖြစ်သိရမယ့်အရာတစ်ခုရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ collision domain နဲ့ broadcast domain ဒီ network သမားတစ်ယောက်ကကို network ဟာ collision domain ဘယ်နှခုရှိလဲ broadcast domain ဘယ်နှခုရှိလဲဒါကတော့သိကိုသိရမယ်မသိလို့မရဘူး
မသိရင်ဘာဖြစ်လဲဆိုရင်တကယ်လို့ broadcast down ဖြစ်ခဲ့ရင်ဘယ် domain ကဖြစ်တာလဲဆိုတာကိုမသိတော့ဘူးမသိရင်ဖြည့်ရှင်းရတာပိုခက်ပါတယ်အဲ့တော့ကြောင့်တို့ကဘာလုပ်ရလဲဆိုတော့ collision domain ဆိုတာဘာလဲ broadcast domain ဆိုတာဘာလဲဆိုတော့သိရမယ်အဲ့တော့မသိခင်ခေါင်းစဉ်ကိုပဲရှင်းလိုက်မယ် collision ဆိုတာက data တိုက်တာကိုပြောတာ broadcast ဆိုတာတော့သိပါတယ် broadcast ဆိုတာကအကုန်လုံးကိုတစ်ပြိုင်တည်းပို့တာအဲ့ဒါ broadcast အဲ့တော့ domain ဆိုတာဘာလဲgroup တစ်ခုပဲ domain ဆိုတာတူရစုထားတဲ့အရာတစ်ခုကို domain လို့ခေါ်တယ်ဒါတို့ technical ဘက်ကပြောတာအင်္ဂလိပ်စာမှာဆိုရင်တော့ group တူရစုထားတာကို group ပေါ့အင်္ဂလိပ်စာမှာဆိုရင်တော့ဒီဘက်ကတို့ ID ဘက်မှာဆိုရင်တော့ domain ပဲ domain ဆိုတာတူရစုထားတာအ domain ပဲအဲ့တော့ဟုတ်ပြီအဲ့တော့ collision domain ဆိုရင်ဘာဖြစ်မလဲ data တိုက်နိုင်တဲ့ဟာတွေစုထားတာအဲ့ collision domain broadcast domain ဆိုတာ broadcast တွေတွားလို့ရတဲ့အစုဝေးတစ်ခုအဲ့ဒါကို broadcast domain လို့ခေါ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာကကျွန်တော် hub တွေပါတယ်ပြောမနေတော့ဗျာเนาะ hub ကတော့အားလုံးသိပြီသား switch ပေါ့ဗျာကဲလာပြီ switch တစ်လုံးရှိတယ်အဲ့တော့အဲ့ switch မှာကျွန်တော်ကွန်ပျူတာတွေထိုးထားတယ်အဲ့တော့ကွန်ပျူတာတွေထိုးထားတယ်အဲ့တော့ဒီမှာ data တိုက်နိုင်တဲ့နေရာဘယ်နှနေရာရှိလဲဘယ်လိုနေရာမှာ data တိုက်နိုင်လဲ A B C A ကနေ C ကို data ပို့တယ်ဆိုတော့အဲ့တော့ A ကနေ C ကိုပို့မယ် C ကနေလည်း A ကိုပြန်ပို့မယ်တပြိုင်နက်တည်းမှာဖြစ်တယ်ဆိုတော့ဗျာအဲ့တော့ဖြစ်တယ်ဆိုတဲ့အခါမှာအဲ့တော့ဟုတ်ပြီထားပါတော့ဗျာတိုက်နိုင်တဲ့နေရာဒီနေရာမှာတိုက်နိုင်တယ်ဒီကောင်ကလာနေတဲ့အချိန်မှာဟိုဘက်ကကောင်လည်းဒီကနေဒီကိုလာနေပြီအဲ့တော့ဒီနေရာမှာတစ်ချက်တိုက်နိုင်တယ်အတိုင်းပဲဒီကနေဒီကိုလာမယ်ဒီကောင်လည်းဒီကနေဒီကိုလာတယ်အဲ့မှာတိုက်နိုင်တယ်ဟုတ်လားဟုတ်နော်အဲ့တော့အတိုင်းပဲပေါ့ B နဲ့ C နဲ့ပို့တယ်ဆိုရင်လည်းရှင်းလေတိုက်နိုင်တဲ့နေရာဘယ်ပေါ်မှာတိုက်နိုင်ဒီကျိုးမှာတိုက်နိုင်တယ်ဆွတ်မှာတိုက်နိုင်လားဆွတ်မှာမတိုက်နိုင်ဆွတ်မှာဘာလို့မတိုက်လဲဆိုတော့ CSMA CD ဘာလို့မတိုက်လဲသိရမလား CSMA CD လို့ဆိုတာဟုတ်တယ်နော်collision detection ကိုရှောင်လွှဲတဲ့စနစ်တွေကပါပြီးသားလေအဲ့ဒါကြောင့်ဆွတ်တွေမှာမတိုက်နိုင်ဘူးတိုက်ချင်းတိုက်ပင်နဲ့မတိုက်လဲဆို height နဲ့မတိုက်ဟုတ်ပြီနော်အဲ့ဒါဒီနေရာ3နေရာဘာဖြစ်သွားလဲ collision domain ဘယ်နှခုဖြစ်သွားပြီလဲ3ခုဖြစ်သွားပြီနားလဲလား data တိုက်နိုင်တဲ့နေရာကိုစဉ်းစားရင်ရပြီဟုတ်ပြီနော် switch မှာမတိုက်နိုင်ဘူးဟောဒီကွန်ပျူတာထဲမှာလာမတိုက်ဘူးကွန်ပျူတာထဲမှာလည်း CSMA CD ပါတယ်အဲ့တော့တိုက်ချင်းတိုက် height နေရာပဲတိုက်မှာအဲ့တော့အဲ့နေရာ3ခုကအဲ့ဒါ collision domain 3ခုကဲဒါဆို broadcast frame တစ်ခုပို့မယ် broadcast frame တစ်ခုကိုပို့ရင်ဘယ်လောက်တိုင်းတာတွေသွားလဲဥပမာ A လေးက broadcast frame တစ်ခုကိုပို့တယ် broadcast frame ရဲ့သဘောတရားဝင်လာတဲ့အပေါက်ကလွယ်ပြီးကျန်တဲ့ကောင်တွေအကုန်လွတ်ဆိုတော့ဒီကောင်တွေအကုန်လုံးစီကိုရောက်နိုင်တာအဲ့ဒါဒီတစ်ခုလုံးကြီးအဲ့ဒါ broadcast domain တစ်ခုနားလည်လား broadcast frame တွားလို့ရတဲ့နေရာအစွန်းဆုံးထိနေရာတွေအကုန်လုံးကအဲ့ဒါ broadcast domain တစ်ခုပဲအဲ့နောက်တစ်ပုံဆွဲမယ်ဒါကဆွတ်ပဲ have ကမရှိတော့ဆို have ကိုထည့်မပြောတော့ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုဒီမှာနှစ်ခုရှိပြီအဲ့တော့ကျွန်တော်ဒီမှာဘာလုပ်လိုက်မလဲဆိုတော့ router တစ်လုံးထပ်ထည့်မယ်ဒီဘက်မှာဆွတ်တစ်လုံးထပ်ထည့်မယ်ခတ်သွားမှဆိုလို့အများကြီးမမေးတော့ဘူးဒီလောက်ပဲတော့ပြီ collision domain ဘယ်လောက်ရှိလဲဒီ network မှာဒီမှာဗျာခဏလေးရုပ်ကြည့်ရှိသွားလို့ internet လေးချိန်လိုက်အောင် network ဘယ်နှခုလဲ3ခုဟုတ်ပြီနော် network 3ခုရှိတယ် collision domain ဘယ်နှခုလဲစပြီနော်ဒီညမှာတိုက်နိုင်လားစပြီကျွန်တော်မိတာ collision domain အဲ့တော့ဒီညမှာတိုက်နိုင်လားအဲ့ collision domain တစ်ခုဒီမှာတိုက်နိုင်လားတိုက်နိုင်အဲ့ collision domain တစ်ခုဒီမှာတိုက်နိုင်လားတစ်ခု ဒီမှာတိုက်နိုင်လား 3ခု တိုက်နိုင်တယ်4ခုဒီမှာတိုက်နိုင်လား5ခု 5ခု ဒီမှာတိုက်နိုင်လား6ခု 6ခု 8 ခု 10 11 12ကဘယ်လိုလဲစနစ်ပြေလူမှန်နဲ့ဒီက ISP တော့ဟုတ်တယ်ဒီညာနဲ့ဆိုဟုတ်တယ်73ဒီညာနဲ့ဆို73ဟုတ်တယ်ဒီညာနဲ့ပါတယ်ဘာလို့ဆို ISP ကလာတဲ့ကျိုးကဒီမှာထိုးမှာအဲ့ညာလည်းတိုက်နေတာပဲဟုတ်တယ်နော်အဲ့တော့အားလုံးကဘယ်နှခုလဲ73 broadcast domain ဘယ်နှခုလဲ broadcast frame တစ်ခုကိုစပြီးဘက်ကဘယ်လုံးကစဖို့မယ်ထားပါတော့တစ်လုံးကစဖို့မယ်ဒီလုံးကစဖို့လိုက်မယ်ဒီလုံးကစဖို့ရင်ဒီစီလဲရောက်မယ်ဒီလဲရောက်မယ်ဒီလဲရောက်မယ်ဒီကနေကြော်ပြီးဒီဘက်ကိုသွားတာ ကိုပဲကြော်မရောက်တော့ ဘာလို့မရ router ခံထားလို့ โอเคအဲ့တော့ဆိုလိုတာကဘာလဲဆိုတော့အဲ့ဒီညမှာကျွန်တော်တို့ကကိဆုံးသွားပြီအဲ့တော့အဲ့နေရာလေးအဝင်းဝိုင်းလေးတစ်ခုအဲ့ဒါဘာ domain broadcast domain တစ်ခု broadcast domain အဲ့တော့ဒီကောင်ကနေစလွှတ်မယ်ဒီကောင်လွှတ်တော့ဒီကိုရောက်မယ်ဒီဘက်ကိုသွားလာ
သွားတယ် သွားတယ် သွားတော့ဒီကောင်ကသက်လွတ်လာလွတ်တယ် တယ်ဆရာ ဒီကောင်ကလည်းလွတ်တယ်ဟိုလည်းလွတ်တယ်ဆိုတော့ဒီနေရာကြီးတစ်ခုလုံးကအဲ့ပါကြီး broadcast domain တစ်ခုဟုတ်နော်ဒီနေရာမှာ broadcast လွတ်လို့ရတယ်လွတ်တယ်အဲ့ဒါဒီနေရာမှာ broadcast domain တစ်ခုအားလုံးမှာ broadcast domain က3ခုအဲ့တော့ဒီမှာတော့ဒီ Cisco ရဲ့ဒီ slide ကတော့သူကတော့နားလည်လွယ်အောင်လို့ half click လုပ်ထည့်ထားတယ်ဒီမြားလေးတစ်ချောင်းနဲ့ဆိုရင်ဒါ half အဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် broadcast frame ပို့ပြီဆိုဒီကောင်ကပို့ပြီဆိုဒီကိုလွယ်ရောက်မယ်ဒီဘက်လည်းရောက်မယ်ဒီကိုလည်းပို့မယ်ဒီကောင်ကရောက်လာတဲ့ဟာအကုန်လုံးဘာမှ intelligent မရှိဘူးအဲ့ဒါကြောင့်အကုန်ပို့မယ်အဲ့ဒါကြောင့်ဒီအကုန်လုံးကအဲ့ဒါမှလည်းဆို broadcast domain တစ်ခုဟုတ်ပြီနော်အစိမ်းရောင်ကြီး collision data တိုက်နိုင်တဲ့နေရာဒီကြိုးပေါ်မှာတိုက်နိုင်တယ်ဒီကြိုးပေါ်မှာတိုက်နိုင်တယ်နော်ဒါ collision တစ်ခုဒါ collision တစ်ခုအဲ့တော့ဒီကနေလွတ်လိုက်တဲ့ဟာကဒီကြိုးပေါ်မှာလည်းတိုက်နိုင်တယ်ဒီ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 မှာလည်းတိုက်နိုင်တယ်ဆိုပေမဲ့ဒီဟာကြီးက hub ကြီးဖြစ်နေတာဖြစ်တဲ့ကြောင့် height တစ်ခုလုံး hub ကြီးတစ်ခုလုံးကလည်းဒီထဲမှာလည်းတိုက်နိုင်တယ်အဲ့ဒါကြောင့်ဘာဖြစ်သွားလဲဆိုတော့ height hub ဖြစ်နေလို့ကိုဒါကြီးတစ်ခုလုံးကအဲ့ဒါ collision domain ဖြစ်သွားတာ hub မဟုတ်ပဲအဲ့နေရာမှာ switch ဖြစ်ခဲ့ရင်ဒီမှာတစ်ခုဒီလိုတစ်ခုဖြစ်မှာတကယ်တော့ဒီကောင်က hub ဖြစ်သွားလို့ဒါကြီးတစ်ခုလုံးကအဲ့ collision domain လို့သတ်မှတ်လိုက်တာ hub မဟုတ်ပဲအဲ့နေရာမှာ switch ဆိုရင် collision domain က1 2 3 4 5 6 9ခုဖြစ်သွားမှာအဲ့တော့ collision domain ဆိုတာက data တိုက်နိုင်တဲ့အဝန်းဝိုင်းတစ်ခုဟာ collision domain တစ်ခုအဲ့လိုမှတ်လိုက်စာနဲ့မပြောတော့ဘူးเนาะကျွန်တော်မှတ်တယ်အောင်ပြောတော့မယ် data တိုက်နိုင်တဲ့အဝန်းဝိုင်းတစ်ခုဟာအဲ့ဒါ collision domain တစ်ခု broadcast domain broadcast frame တွားလို့ရတဲ့အစွန်းဆုံးထိနေရာဟာအဲ့ဒါ broadcast domain တစ်ခုညာနော် ဟုတ်ရပါတယ်ဆရာ โอเคဒါဆိုရင်ပြီးပြီ layer 2နဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ပြခြင်းတဲ့ lab ကဒီ lab လေးရှိတယ်အဲ့တော့အဲ့မှာ ARP သွားတာတွေပါတယ်ကျွန်တော်လုပ်ပြဖို့တော့ရှိတယ်ကျွန်တော် packet စနစ်ဖန်ပြမယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ ARP request တွေသွားတာ ARP reply တွေပြန်လာတာ broker တွေလွတ်တာအဲ့ဒါတွေကျွန်တော်တစ်ချက်စနစ်ဖန်ပြီးတော့ပြမယ် layer 2မှာအဓိကလုပ်တဲ့ function 5ချက်အကြောင်းကျွန်တော်ပြောသွားတယ်ပြီးတော့ MAC address တွေအကြောင်းပြောတယ်အဲ့မှာကျွန်တော်အဓိကမှတ်စေချင်တာက unicast multicast broadcast ကိုမှတ်စေချင်တယ်ဘယ်လောက်နဲ့ multicast ကဘယ်လောက်နဲ့စတယ် broadcast ကဘယ်လောက်နဲ့သွားတယ်ဆိုတာသိဖို့လိုတယ်နောက်ကဒီ data လေး layer မှာအရေးကြီးဆုံးဖြစ်တဲ့ switch ဆိုတဲ့ device switch ကဘာလုပ်လဲဆိုရင် address listening landing လုပ်တယ် forward filter decision လုပ်တယ် loop avoidance လုပ်တယ်ဒါတော့အဓိကမှတ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဒါ interview တွေပိုင်းမှာမေးရင်လည်းဖြေဖို့လိုတယ်ပြီးတော့ switching လုပ်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့က cut through switching store and forward switching fragment free အဲ့ switching 3မျိုးတွေကတစ်မျိုးနဲ့အလုပ်လုပ်တယ်နော်ပြီးတော့နောက်တစ်ခါ transmission mode တွေအကြောင်းကျွန်တော်ပြောတယ်ပြီးတော့ collision domain နဲ့ broadcast domain အကြောင်းရှင်းသွားတယ် lab ကတော့မလုပ်ပြတော့အဲ့တော့ဒီနေ့တင်သွားတာတွေအနှစ်ပြန်ချုပ်ပေးတာနားမလဲတာရှိရင်မေးပါနားမလဲတာမရှိဘူးဆိုရင်တော့ဒီနေ့ကျွန်တော်တို့ဒီမှာနားပါမယ်